ဒုတိယကမ္ဘာစစ်အတွင်းဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တွေကစစ်မြေပြင်ရဲ့ရက်စက်ကြမ်းကြုတ်မှုကိုမယုံနိုင်လောက်အောင်ဖော်ပြနေတဲ့ကြောချမ်းစရာအဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ချီချီကြီးမှာဖြစ်ရပါ1944ခုနှစ်စက်တင်ဘာမှာဂျပန်နိုင်ငံအနီးဘိုနင်ကျွန်းစုတဲကချီချီကြီးမှာကျွန်းပေါ်မှာဖြစ်ပွားခဲ့တာပါ။အဲ့ဒီနေ့ကအမေရိကန်လေသူရဲ9ဦးတဲကတဦးတည်းသာအသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။သူကတော့နောက်တစ်ချိန်မှာအမေရိကန်သမ္မတဖြစ်လာမဲ့ George H.W. Bush ဖြစ်ပါတယ်။ကျန်တဲ့လေသူရဲတွေကတော့ဖမ်းဆီးခံခဲ့ရပြီးနှိပ်စက်ခံရတပ်ဖြတ်ခံရတဲ့အပြင်တချို့ဆိုသူတို့ရဲ့အသားတွေပါအစားခံခဲ့ရတဲ့အထိပါပဲ။အံ့ဩစရာကောင်းတာကဒီအဖြစ်အပျက်ရဲ့အမှန်တရားကိုအမေရိကန်စစ်တပ်ကနှစ်ပေါင်းများစွာလူလူမသိအောင်ဖုံးကွယ်ထားခဲ့တာပါ။ဒီဖြစ်နဲ့ပတ်သက်ပြီးအမှုကိုကင်တွယ်ခဲ့တဲ့ရှေ့နေတဦးကတော့သူတို့ရဲ့အသားတွေကိုစားခဲ့ကြတယ်ဆိုတာအမေရိကန်ပြည်သူတွေကိုမသိစေချင်ခဲ့တာပါလို့ပြောခဲ့ပူပါတယ်။ဒါပေမဲ့အဲ့ဒီငရေကန်တွေကနေထူးထူးခြားခြားအသက်ရှင်လွတ်မြောက်ခဲ့သူတူရှိခဲ့ပါတယ်။ချီကြီးမာကျော်ဟာအမေရိကန်ရေတပ်ရဲ့ပြစ်မှတ်စည်ရင်းထဲမှာအချိန်တော်ကြာကလေးကပါဝင်နေခဲ့ပါတယ်။ဂျပန်နိုင်ငံကနေမိုင်900ခန့်အကွာမှာတည်ရှိတဲ့အဲ့ဒီကျော်ဟာအရွယ်အစားအဖြစ်တည်ငယ်ပါတယ်။အမေရိကန်နိုင်ငံနယူးယောက်မြို့က Central Park ထက်2ဆလောက်ပဲကြီးမာပါတယ်။ဒါပေမဲ့စီးရေးအရာတော့အလွန်အရေးပါတဲ့နေရာတစ်ခုဖြစ်နေခဲ့ပါတယ်။ကျွန်းပေါ်မှာဂျပန်တပ်သား2000ခွဲခန့်တပ်ဆွဲထားပြီးတောင်ထိပ်တွေမှာတိစောက်ထားတဲ့ရေဒီယိုဆက်သွယ်ရေးမျှော်စင်တွေကနေဂျပန်စစ်တပ်ဟာအဝေးအထိစီးရေးသတင်းစကားတွေပေးပို့နိုင်ခဲ့ပါတယ်။ဒါကြောင့်အမေရိကန်တွေကအဲ့ဒီဆက်သွယ်ရေးစနစ်ကိုဖျက်ဆီးဖို့ကြိုးစားခဲ့ကြတာပါ။1944ခုနှစ်ဇွန်လမှာချီကြီးမာကိုပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ဂျပန်တပ်တွေကပြင်းပြင်းထန်ထန်ခုခံခဲ့ကြပါတယ်။ချီကြီးမာဟာစစ်ရေးကာကွယ်မှုခိုင်မာခဲ့ပြီးအားကောင်းတဲ့လေယာဉ်ပစ်စနစ်တွေကြောင့်အမေရိကန်လေယာဉ်တွေကိုအလွယ်တကူပဲပစ်ချနိုင်ခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်တွေကနောက်ဆုတ်မသွားခဲ့ပါဘူး။1944ခုနှစ်စက်တင်ဘာ2ရက်မနက်ခင်းမှာချီကြီးမာကိုထပ်ပြီးတိုက်ခိုက်ဖို့လေသူရဲ9ဦးကပြင်ဆင်ကြပါတယ်။အဲ့ဒီကိုယ်ထဲမှာအမေရိကန်ရေတပ်ရဲ့အသက်အငယ်ဆုံးလေသူရဲတွေကတအုပ်ဖြစ်တဲ့အသက်20အရွယ် George H.W. Bush လည်းပါဝင်ခဲ့ပါတယ်။မနက်9:15မိနစ်မှာသူတို့လေယာဉ်တွေပြန်တက်ခဲ့ကြပါတယ်။ရည်ရွယ်ချက်ကချီကြီးမာကျွန်းပေါ်ကရေဒီယိုဆက်သွယ်ရေးမျှော်စင်တွေကိုဖျက်ဆီးပစ်ဖို့ပါ။ Bush နဲ့အခြားလေသူရဲတွေဟာချီကြီးမာပေါ်ကိုဘုံတွေကျဲချနေချိန်မှာဂျပန်တပ်တွေကလည်းအပြင်းအထန်ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ကျွန်းပေါ်ကလေရင်ပစ်စနစ်တွေကကောင်းကင်တွေကိုအဆက်မပြတ်ပစ်ခတ်ခဲ့ပြီးနောက်ဆုံးမှာ Bush မောင်းနှင်လာတဲ့ Avenger တိုက်လေယာဉ်ကိုထိမှန်သွားပါတယ်။လေယာဉ်ဟာမီးလောင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် Bush ကအဲ့ဒီခိုက်တန့်ကိုပြန်ပြောရမှာလေယာဉ်ကမီးလောင်သွားတယ်။လေယာဉ်မှုကနေကိုမီးခိုးတွေစပြီးဝင်လာတယ်။လေယာဉ်ကပောက်ကွဲတော့မယ်လို့တော့ထင်ခဲ့တယ်လို့ပြန်ပြောပြပါရယ်။ Bush ဟာမီးလောင်နေတဲ့လေယာဉ်ကနေခုံမချခင်ချီကြီးမာကျွန်းနဲ့အတက်နိုင်ဆုံးအဝေးကိုရောက်အောင်ပြန်တန်းခဲ့ပါတယ်။နောက်ဆုံးမဆောင်နိုင်တဲ့အချိန်မှာမှရေဒီယိုအော်ပရေတာနဲ့စက်သနက်ပြည်သမားကိုလေယာဉ်ကနေခုံချဖို့အမိန့်ပေးခဲ့တာပါ။ဒါပေမဲ့ Bush တဦးတည်းသာလွတ်မြောက်ခဲ့ပါတယ်။နောက်တဦးကလေထီဖွင့်မရခဲ့သလိုနောက်တဦးကလည်းလေယာဉ်နဲ့အတူပင်လယ်ထဲကျသွားခဲ့ပါတယ်။ Bush ဟာသူတို့ရဲ့လေယာဉ်ပင်လယ်ထဲပြတ်ကျသွားတာကိုမျက်စိရှေ့မှာပဲကြည့်နေရပါတယ်။ပြီးတော့သူကိုယ်တိုင်လည်းပင်လယ်ထဲကျသွားခဲ့ပါတယ်။အဲ့ဒီချိန်ခဏလောက်တော့ငါသေပြီလို့ထင်ခဲ့တယ်လို့ Bush ကနောက်ပိုင်းမှာပြန်ပြောပြပါတယ်။ဒါပေမဲ့သူမသေခဲ့ပါဘူး။အဲ့ဒီနေ့ကလေသူရဲ10ဦးကြုံတွေ့ရမယ့်ကြောက်မက်ဖွယ်ကံကြမ္မာကနေ George H.W. Bush တဦးတည်းလွတ်မြောက်ခဲ့ပါတယ်။ Bush နဲ့အတူလေယာဉ်ပြတ်ကျခဲ့တဲ့တခြားအမေရိကန်လေသူရဲတွေကတော့ကံမကောင်းခဲ့ကြပါဘူး။သူတို့ဟာလေယာဉ်တွေကနေပင်လယ်ထဲခုန်ချခဲ့ကြပြီးမြဲဂျပန်တပ်တွေရဲ့ဖမ်းဆီးတာကိုပဲနောက်ဆုံးခံခဲ့ရပါတယ်။ချီကြီးမာကျွန်းပေါ်ကိုခေါ်သွားခံရပြီးတဲ့နောက်သူတို့ဟာရက်ဆက်စွာပဲနှိပ်စက်ခံရရိုက်နှက်ခံခဲ့ရပြီးနောက်ဆုံးအသက်ခံခဲ့ရပါတယ်။ James Bradley ရဲ့ Flying Boys စာအုပ်မှာဖော်ပြထားချက်တွေအရအမေရိကန်လေသူရဲတအုပ်ကိုမျက်လုံးဖုံးပြီးမြေကြီးတစ်ခုစီကိုခေါ်သွားပြီးခေါင်းဖြတ်တက်ခဲ့ပါတယ်။အခြားလေသူရဲတွေကိုတော့ဒုတ်တွေနဲ့ရိုက်နှက်တပ်ဖြတ်ခဲ့ကြတာပါ။ဒါပေမဲ့ဒီဖြစ်ရရဲ့အကြောင်းမဲ့ဖွယ်အကောင်းဆုံးအပိုင်းကတော့သူတို့သေဆုံးပြီးတဲ့နောက်မှာစတင်ခဲ့တာပါ။ Bradley ရဲ့မှတ်တမ်းတွေအရဂျပန်ဗိုလ်ချုပ်ယိုရှီယိုတာဂျီဘာနာကအယံမူးနေချိန်မှာလူသားစားဖို့ပထမဆုံးအကြံပြုခဲ့သူပါ။အမေရိကန်လေသူရဲတအုပ်ကိုတပ်ပြီးခါစားသူ့ရဲ့အသေးကိုစားဖို့အကြံပြုခဲ့တာပါ။
တာချီဘာနာကလူသားအစားကိုစားနိုင်ဖို့ဆိုတာတိုက်ပွဲဝင်စိတ်သက်အလွန်ပြင်းထန်မှုလိုအပ်တယ်လို့ပြောပါတယ်။နောက်ပိုင်းဗိုလ်မှူးစုမာတိုဘာရဲ့အမိန့်နဲ့ဂျပန်စစ်သားတွေဟာတည်ဆုံသွားတဲ့အမေရိကန်လေသူရဲရဲ့ရင်ဘတ်ထဲကအသေးကိုထုတ်ယူခဲ့ကြပါတယ်။ပေါင်သားတွေကိုလည်းဖျက်စားခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့နောက်ထပ်အမေရိကန်လေသူရဲတအုပ်ရဲ့အသေးကိုလည်းစားခဲ့ကြပါတယ်။အဲ့ဒီအသေးကိုဝါတုတ်တွေနဲ့ထိုးပြီးပဲငှက်ပြာရည်နဲ့ဟင်းသီးဟင်းရွက်တွေထည့်ပြီးချက်ပြုတ်ခဲ့တယ်လို့တခြားအရာရှိတအုပ်ကိုပြန်ပြောပြခဲ့ပါတယ်။အသေးကိုတခါတည်းအများကြီးမစားပဲအလွန်သေးတဲ့အပိုင်းလေးတွေအဖြစ်နဲ့ဖြတ်ပြီးစားခဲ့ကြတာဖြစ်ပြီးအစာရင်အတွက်စေးကောင်းတစ်မျိုးလိုပဲလို့လည်းဆိုခဲ့ပါတယ်။အဲဒီနေ့မှာတပ်ဖြတ်ခံခဲ့ရတဲ့အမေရိကန်လေသူရဲ၈ဦးက၄ဦးဟာလူသားစားခံရတဲ့ဘဝရောက်ခဲ့ရပါတယ်။နောက်ပိုင်းစစ်ရာဇဝတ်မှုတရားခွင်မှာမာတိုဘာကသူ့ရဲ့လုပ်ရက်ကိုကာကွယ်ပြောဆိုခဲ့ပါတယ်။ဂျပန်နိုင်ငံဟာစစ်ပွဲတပွဲပြီးတပွဲရှုံးနေတဲ့အချိန်ဖြစ်ပါတယ်။စစ်သားတွေဟာစိတ်လှုပ်ရှားမှုလွန်ခဲ့ပြီးထိန်းချုပ်မရတဲ့ဒေါသတွေနဲ့ပြည့်နေခဲ့ကြတာကျွန်တော်တို့ဗိုက်စာနေခဲ့တာကြွက်ခွေးအိမ်မြောင်တွေလိုစားလို့ရသမျှတရိษံနဲ့အပင်တွေကိုတောင်စားကြည့်ခဲ့တယ်အဲ့ဒီနောက်ဘာတွေဖြစ်ခဲ့လဲဆိုတာကျွန်တော်ကိုယ်တိုင်တော့မသိတော့ဘူးကျွန်တော်တို့ကလူသားစားတဲ့သူတွေမဟုတ်ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီရှင်းလင်းချက်ကသူတို့ကိုကယ်တင်နိုင်ခဲ့ခြင်းမရှိပါဘူး1948ခုနှစ်စစ်ရာဇဝတ်မှုတရားခွင်မှာတာဂျီဘာနာမာတိုဘာနဲ့တခြားဂျပန်စစ်ဘက်အရာရှိအချို့ကိုအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီးနောက်ဆုံးမှာသူတို့ကိုကြိုးပေးတက်ခဲ့ပါတယ်။တစ်ဖက်မှာတော့ချီကြီးမှာကျိုးမော်ကိုသူ့ရဲ့အဖော်လေးသူရဲတွေဖမ်းဆီးခေါ်ဆောင်သွားခံရခြင်းမှာ George Bush ကပင်လယ်ပြင်ထဲမှာသူ့အသက်ကိုလူပြီးရုန်းကန်နေရပါတယ်။ဂျပန်တပ်တွေကလည်းသူ့ကိုရှာဖွေနေတာကြောင့် Bush ဟာပင်လယ်ထဲမှာတက်နိုင်သမျှအမြန်ဆုံးရေကူးခဲ့ပါတယ်။နောက်ပိုင်း CNN ကိုပြန်ပြောပြရမှာကျွန်တော်ငိုတယ်အန်နေပြီးတော့အားကုန်နဲ့ရေကူးခဲ့တယ်။အဲ့ဒီနေ့မှာအိုလံပစ်ပွဲဝင်လို့တောင်ရနိုင်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေရာကနေထွက်ပြေးဖို့မဖြစ်မနေရေကူးခဲ့ရတာကိုလို့ Bush ကပြန်ပြောပြပါတယ်။အဲ့ဒီချိန်မှာရုတ်တရက်ပင်လယ်ရေပြင်ထဲကနေရေငုံသင်္ဘောတစ်စင်းပေါ်လာပါတယ်။ Bush ဟာရေငုံသင်္ဘောကိုမြင်လိုက်တဲ့အချိန်မှာအဲ့ဒါငါတို့ဘက်ကရေငုံသင်္ဘောဖြစ်ပါစေလို့ပဲဆူတောင်းမိခဲ့တာပါ။ကံကောင်းထောင်ပါစွာနဲ့အဲ့ဒီရေငုံသင်္ဘောဟာအမေရိကန်ရေတပ်ရဲ့ USS Finback ဖြစ်နေခဲ့ပါတယ်။ပင်လယ်ထဲကနေ Bush ကိုဆယ်တင်ပြီးတဲ့နောက်မှာတော့အာဂုံပင်မစွာနဲ့ပဲသူကဒီသင်္ဘောပေါ်ရောက်လာတာဝမ်းသာလိုက်တာတဲ့အဲ့ဒီအချိန်မှာသူမသိသေးတာကတော့သူ့ရဲ့အဖော်လေးသူရဲ့ရှေ့ဦးဟာသူ့ထပ်ပူကြောက်စရာကောင်းတဲ့ကံကြမ္မာကိုရင်ဆိုင်နေရပြီဆိုတာပါGeorge Bush အသက်ရှင်လွတ်မြောက်ခဲ့တဲ့ဖြစ်ရပ်ကိုနောက်ပိုင်းမှာလူတွေသိရှိလာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အဖော်လေးသူရဲတွေဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုတော့နှစ်ပေါင်းများစွာလျှို့ဝှက်ထားခဲ့ပါတယ်။ချီကြီးမှာဖြစ်ရမှာပါဝင်ခဲ့တဲ့ဂျပန်စစ်ဘက်အရာရှိတွေဟာနောက်ပိုင်းဂူဝမ်မှာပြုလုပ်ခဲ့တဲ့စစ်ရာဇဝတ်မှုတရားခွင်တွေမှာသူတို့ရဲ့လုပ်ရက်တွေကိုဝန်ခံခဲ့ကြပါတယ်။ဒါပေမဲ့တည်ဆုံသွားတဲ့အမေရိကန်လေသူရဲတွေရဲ့မိသားစုတွေကတော့သူတို့သားတွေရဲ့နောက်ဆုံးအချိန်မှာဘာတွေကြုံခဲ့ရတယ်ဆိုတာမသိခဲ့ကြပါဘူး။အမေရိကန်ဆိုရဟာဝန်နယ်ပူဆွေးနေပြီးသားမိသားစုတွေအတွက်အမှန်တရားကိုသိရတာကပိုပြီးစိတ်ဒဏ်ရာရစေနိုင်တယ်လို့ယူဆခဲ့ပါတယ်။ဒါကြောင့်လဲအဲ့ဒီလေသူရဲတွေရဲ့နောက်ဆုံးနေ့တွေကိုမှတ်တမ်းတင်ထားတဲ့စာရွက်စာတမ်းတွေကို Top Secret အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့ရဲ့သေဆုံးမှုနောက်ွယ်ကကြောချမ်းစရာအမှန်တရားဟာနှစ်ပေါင်း60နီးပါးအမောင်ထဲမှာပျောက်ကွယ်နေခဲ့ပါတယ်။2003ခုနှစ်မှာစာရေးဆရာ James Bradley ရဲ့ Fly Point စာအုပ်ထွက်ရှိလာတဲ့အခါမှာတော့ချီကြီးမှာဖြစ်ရဲ့အမှန်တရားကိုလူတွေသိလိုက်ရပါတယ်။ Bradley ဟာတည်ဆုံခဲ့တဲ့အမေရိကန်လေသူရဲတွေရဲ့အသက်ရှင်ကျန်ရစ်တဲ့မိသားစုဝင်တွေစီကိုဆက်သွယ်ပြီးသူတို့ရဲ့သားတွေဘယ်လိုအဆုံးသက်သွားခဲ့ရလဲဆိုတဲ့အမှန်တရားကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမှန်တရားကိုမသိခဲ့တဲ့သူတွေထဲမှာ George Bush ကိုယ်တိုင်တော့ပါဝင်ခဲ့တာပါ။ Bush ဟာသူ့ရဲ့အဖော်လေးသူရဲတွေကိုလူသားစားခဲ့ကြတယ်ဆိုတော့ချီကြီးမှာဖြစ်ရအကြောင်းကို Bradley ကပြောပြတဲ့အချိန်မှပထမဆုံးသိခဲ့ရတာပါ။ Bush အတွက်တော့အဲ့ဒီနေ့ကသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေခဲ့တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။အသက်20အရွယ်မှာတေချင်းတရားနဲ့မျက်နှာချင်းဆိုင်တွေ့ခဲ့ရပြီးသူ့အနီးမှာရှိခဲ့တဲ့အခြားလေးသူရဲ့ရှေ့ဦးကတော့ပြန်မလာနိုင်တော့ပါဘူး။
အထူးသဖြင့်သူ့ဖော်ရခန်းစားခဲ့ရတဲ့နောက်ဆုံးအဖြစ်အပျက်တွေကိုသူကိုယ်တိုင်တောင်နှစ်ပေါင်းများစွာမသိခဲ့ပါဘူး။ George H.W. Bush ဟာနောက်ပိုင်းမှာအမေရိကန်သမ္မတဖြစ်လာခဲ့ပြီး2018ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ဒါပေမဲ့သူ့ဘဝတခြားချီကြီးမှာနေကဖြစ်ခဲ့တာတွေဟာသူ့စိတ်ထဲမှာမပြောက်ကွယ်ခဲ့ပါဘူး။သူ့ဘဝရဲ့နောက်ဆုံးနှစ်တွေထဲမှာအဲ့ဒီနေ့ကိုပြန်တွေးရင်းကိုမေးခွန်းထုတ်ခဲ့ပါတယ်။ဘာကြောင့်ငါကအကောင်းချီခံစားရတာလဲ။ဘာကြောင့်ငါကအသက်ရှင်နေသေးတာလဲ။ပြီးတော့အဲ့ဒီမိကွန်းကငါ့ကိုတသက်လုံးချောက်လှန့်နေခဲ့တယ်လို့ Bush ကပြောပြခဲ့ပါတယ်။ချီကြီးမာဖြစ်ရဟာစစ်ပွဲတစ်ခုရဲ့အဆုံးမှာလူသားတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုဘယ်လောက်ထိရောက်ရှိနိုင်တယ်လဲဆိုတာကိုပြသနေတဲ့တမိုင်းရဲ့အမောင်ဆုံးစာမျက်နှာတွေတဲကတစ်ခုဖြစ်ကျန်ရစ်ခဲ့ပါတယ်။အဲ့ဒီနေ့ကလေသူရဲ့ကိုဦးရဲ့ကံကြမ္မာကိုတမိုင်းကဆုံးဖြတ်ပေးခဲ့တာပါ။ရှေးဦးကတော့ပြတ်မလာနိုင်တော့ပဲတအုပ်ကပဲပင်လယ်ထဲကနေအသက်ရှင်လွတ်မြောက်ခဲ့ပြီးသူဟာနောက်တစ်ချိန်မှာအမေရိကန်ရဲ့42ဦးမြောက်သမ္မတဖြစ်လာခဲ့ပါတယ်။